ဒီပွဲဟာမြောက်လန်ဒန်ဒါဘီရဲ့ရင်ခုန်စစ်လှုပ်ရှားစရာအခိုက်အတန့်နေပါပဲအာဆင်နယ်တို့ဘောလုံးကိုအပိုင်ထိန်းထားနိုင်တဲ့အချိန်ဂျိုကာရက်စ်တယောက်ဘောလုံးကိုလှလှပပလေးဆွဲထွက်လာပြီးအားပါပါနဲ့ကန်တွက်လိုက်ပြီးမြဲဂိုးတိုင်ဘဲကိုအနှဲငယ်လွဲချော်သွားခဲ့ပါတယ်တကယ်တော့သူဟာအခက်ခဲဆုံးအပိုင်းဖြစ်တဲ့နောက်ခံလူတွေကိုကြော်ဖြတ်ပြီးဆွဲပြေးနိုင်ခဲ့ပြီးမို့ပရိသတ်တွေကတော့ဂိုးဝင်ပြီးလို့တောင်မှားလိုက်ကြတာပါပွဲကပိုပြီးအရှိန်တက်လာပါတယ်တင်ပါစီကနေစာကာတယောက်စပါးနောက်ခံလူတွေကိုကြော်ဖြတ်ပြီးဖျက်ပို့လိုက်ပြန်ပါပြီဒါဘီပွဲတွေရဲ့ဘရင်ထက်တဲ့ easy ကတော့အာဆင်နယ်ရဲ့အောင်ပွဲခံတန်တွေကိုဟိန်းထွက်စေခဲ့ပြန်ပါပြီသူဟာချော်လဲမလို့ဖြစ်နေရင်တော့ဘောလုံးကိုမရမကထိချက်မိအောင်လှမ်းကန်သွားနိုင်ခဲ့တာပါဒါပေမဲ့ဒီပွဲကဒီမှာတည်းမပြီးသေးပါဘူးကိုလိုမူအာနီကဘောလုံးကိုဖျက်ယူလိုက်နိုင်ပြီးပွဲအခြေအနေကချက်ချင်းပြောင်းလဲသွားခဲ့တယ်ဒီဂလန်ရိုက်စ်တယောက်နောက်တန်းမှာမှားသွားခဲ့ပြီးစပါးတို့အခွင့်အရေးရသွားခဲ့ပါတယ်ဂိုးသမားရာယာကထူးထူးခြားခြားလက်စွမ်းပြနိုင်သူဖြစ်ပေမဲ့ဒီလောက်မြန်တဲ့ကန်ချက်ကိုတော့သူလည်းမတတ်နိုင်ခဲ့ပါဘူးပွဲကပြန်ပြီးအကျိတ်အနေရှိလာပါပြီဒုတိယပိုင်းအစမှာတော့တင်ပါစီကနေဂျိုကာရက်စ်အိုးဘလို့ကန်ချက်မျိုးလဲဗစ်တာဂျိုကာရက်စ်ကတော့အာဆင်နယ်အတွက်လှန်တစင်းလိုထိုးဖောက်သွားမဲ့ကန်ချက်မျိုးနဲ့ဂိုးသွင်းပေးပြန်ပါပြီသူ့ရဲ့ကစားဟန်ကကြည့်ရတာတခါတလေအထစ်အငေါ့ငေါ့ထစ်နေတတ်ပေမဲ့ဒီတစ်ချိန်မှာတော့တကယ်ကိုပြောင်မြောက်လုံးပါတယ်ဘောလုံးကိုထိန်းလိုက်တဲ့ပထမအထိတွေကလည်းကောင်းတယ်လို့အဆုံးသက်ပုံကလည်းအပြစ်ပြောစရာမရှိပါဘူးစပါးဘက်ကခါလကလည်းဖြစ်တံဘောရကိုကြိုးစားခဲ့ပါသေးတယ်အရှင်ကတော့မရက်သေးဘူးစာကာတယောက်ပြေးထွက်သွားပြန်ပြီဘောလုံးကအာဆင်နယ်ဘက်ကိုပဲပြန်ရောက်လာပြီးဒီနေ့ဟာ easy အတွက်နေ့တနေ့ဖြစ်သွားခဲ့ပါပြီအဆုံးသက်မှာတော့ဘလို့မှမလွဲနိုင်တဲ့အခွင့်အရေးကိုသူကဂိုးအဖြစ်ပြောင်းလဲပေးလိုက်တာပါပွဲပြီးခါနီးမှာစပါးတော့တောင်းကန်ပေါ်ရခဲ့ပြီးရစ်ချာလီဆန်ကခေါင်းတိုက်လိုက်ခဲ့ပဲရာယာကတော့မယုံနိုင်စရာလက်စွမ်းနဲ့ကာကွယ်သွားပါတယ်တကယ်ကိုအန်ဟောစရာတုံ့ပြန်မှုပါမာတင်နယ်လီအော်ဒီကက်ပြီးတော့ဂျိုကာရက်စ်သူကတော့အာဆင်နယ်အတွက်အောင်ပွဲကိုအပြစ်အသတ်အဆုံးသတ်ပေးလိုက်ပါပြီအာဆင်နယ်တို့ဒါဘီပွဲစဉ်9ပွဲဆက်တိုက်အနိုင်ရရှိသွားခဲ့ပါပြီဒီတမိုင်းဝဲအောင်ပွဲရဲ့အဓိကဇက်လိုက်ကတော့ဗီတာဂျိုကာရက်စ်ပါပဲ